ရှင်တော်မူသောဖရာသခင်ကိုရောရဲ့ဘုန်းတော်နာမတော်ကိုချီးမွမ်းပါတယ်လို့ဒီလိုမျိုးအချိန်တိုင်းကိုပြင်ဆင်ပေးတဲ့အတွက်အခွင့်အရေးပေးတဲ့အတွက်ကြီးစွာချီးမွမ်းပါတယ်ပြီးတော့ခါမှလည်းပဲဒီအသင်းတော်မှာရှိတဲ့ဆရာလောင်းမှာစာရွေးအခွင့်အရေးပေးတဲ့ဒီအင်္ဂါဝင်ချင်းရောက်ချင်တိုင်းကိုလည်းယေရှုနာမနဲ့ကောင်းချီးပေးပါတယ်လို့ဖရာသခင်ကောင်းမြတ်ပါတယ်ဒီနေ့ညမှာကျွန်တော်ကနေပြီးတော့ဒီကောင်းစဉ်အတင်းတော်ဒီခရစ်တော်ထဲမှာထွက်လာသည်ဆိုရဲကောင်းစဉ်အောက်မှာကျမတို့စားသုံးသွားကြမှာဖြစ်တယ်လေးလာသွားကြမှာဖြစ်တယ်ပေါ့နော်ဆိုတော့ရှေ့ရက်ဒီမှာလည်းပဲအင်္ဂါဝင်ဒီဥဆောင်စီစဉ်သွားတဲ့ဆရာလည်းအများကြီးsharing တွေလုပ်သွားတဲ့အထက်မှာဒီဖျက်ခင်လူသားကိုဖန်ဆင်းရတဲ့ရည်ချက်အာဒမ်ကိုဖန်ဆင်းရတဲ့ရည်ချက်ပြီးရင်အာဒမ်အတွက်ဧဝကိုဖန်ဆင်းပေးရတဲ့ရည်ရွယ်ချက်ပေါ့နော်ဒီຢာတွေကိုအများကြီးစာသုံးသွားကြတယ်အများကြီးကိုလည်းအခြေခံသဘောတရားတွေလို့တော်တော်များများနားလည်နေပြီလို့လည်းကျွန်မယုံကြည်ပါတယ်လို့အဲ့လိုပဲဒီနေ့မှာကျွန်တော်တို့အစပြုမှာဆိုလို့ရှိရင်တော့အသင်းတော်ဆိုတာဘယ်နည်းဟိုကျွန်တော်တို့မေးရလိမ့်မယ်အသင်းတော်ကခရစ်တော်ထဲမှာထွေသောအစိတ်ပိုင်းဖြစ်သည်ကျွန်တော်တို့ဒီအာတန်ဤမြင်ကွင်းတစ်ခုကိုတွေးမှတာလီအရာကိုနားလည်ဖို့လွယ်ကူပေးလိမ့်မည်တဲ့ဒီစာမျက်နှာ35ဒီခေါင်းစဉ်ရဲ့အောက်ဒီစာမျက်နှာ35ပေါ့နော်ဒီတစ်ပိုင်းလုံးကိုကျွန်တော်တို့ဖတ်မယ်ဆိုလို့ရှိရင်အသင်းတော်ဆိုတာဘာကိုလဲဆိုတာကိုဒီ definition လောက်ထားတဲ့အရာဖြစ်တယ်ပေါ့ဒီထဲမှာအသင်းတော်ကိုခရစ်တော်ထဲမှာထုတ်ယူထားသောအစိတ်ပိုင်းဖြစ်တယ်ဆိုတာကိုလည်းကျမတို့နားလည်အောင်။ဘာလို့လဲဆိုတော့အာဒံကိုဘုရားသခင်ဖန်ဆင်းတဲ့အခါမှာသူကဖန်ဆင်းပြီးတဲ့အခါမှာအာဒံကကျမတို့တောက်လျှောက်လေ့လာတယ်ခရစ်တော်ရဲ့ပုံရိပ်ဖြစ်တယ်။အဲ့လိုပဲအေဝါကလည်းပဲကျမတို့အခုလက်ရှိတဲ့အသင်းတော်ရဲ့ပုံရိပ်ဖြစ်တယ်ဆိုတာကိုကျမတို့နားလည်ထားတယ်။ဆိုတော့ဒီအာဒံကိုမြင်ကွင်းတစ်ခုနဲ့မြင်အာဒံကဒီတိုင်းအာတန်ဆိုလို့ရှိရင်သူကလူသားဖြစ်တယ်ပေါ့နော်မြေမုတ်ကနေလှုပ်ထားတဲ့လူသားဖြစ်တယ်ဒါကြောင့်မို့လို့ဒီလူသားအာတန်ကနေဆင်းသက်လာကျွန်တော်တို့လူသားအလုံးကစာတိပကတိလူအလုံးကမြေမုတ်ကလာတဲ့သူတွေဖြစ်ကြတယ်အဲ့တော့ဒါပေမဲ့အာတန်ရဲ့နောက်တစ်ဖက်မြင်ကွင်းကကြတော့ခရစ်တော်ကိုပုံဆောင်ခြင်းဖြစ်တယ်ပေါ့နော်ဆိုတော့ဒီလိုပဲကျမတို့ဒီအောက်မှာဆက်ပြီးလေ့လာမယ်ဆိုလို့ရှိရင်အေဝါကိုအာတန်မှာပြုလုပ်သည်ဟုဆိုခြင်းသည်အသင်းတော်ကိုခရစ်တော်မှာပြုလုပ်ခရစ်တော်မှာပြုလုပ်သည်ဟုဆိုလိုခြင်းဖြစ်သည်ပေါ့ဆိုတော့အာဒမ်ကခရစ်တော်ရဲ့ပုံဆောင်ချက်ဖြစ်တယ်အေဝါကအာဒမ်တို့အထောက်အမဖြစ်တယ်အေဝါနဲ့အာဒမ်ကပေါင်းမှတလုံးတော်ဖြစ်တယ်တယောက်တည်းဖြစ်သွားတယ်ဆိုတော့ကိုကျွန်တော်လေ့လာခဲ့ပြီးဒီတော့အေဝါကအသင်းတော်ရဲ့ပုံဆောင်ချက်ဖြစ်တယ်ဆိုတော့အသင်းတော်ကိုခရစ်တော်ကပြုလုပ်တယ်ဆိုတဲ့အရာကိုလည်းကျွန်တော်တို့နားလည်ရတယ်အေဝါကိုအာဒမ်ပြီးဧဝကိုအာဒံနံယုံနဲ့ပြုလုပ်တဲ့ဧဝတိအာဒံမလာခြင်းဖြစ်တော်သူဒီအာဒံဖြစ်တော်တဲ့ပုံစံတစ်မျိုးလေးဖြစ်တယ်တဲ့သူဆိုတော့အတင်းတော်ဆိုဒီမှာဘယ်နည်းဧဝတိအာဒံဤအခြားပုံစံတစ်ခုဖြစ်တဲ့ကဲ့သို့အတင်းတော်ဒီလည်းခရစ်တော်ရဲ့အခြားပုံစံအခြားသောပုံစံတစ်ခုဖြစ်သည်ပေါ့နော်နားလည်ရမှာကအာဒံကိုပြောလိုက်တာနဲ့အာဒံလို့ပြောလိုက်တာနဲ့ဧဝကိုပြေးမြင်ပြီးသားအဲ့လိုမျိုးပေါ့နော်ဘာလို့ဆိုသူတို့နှစ်ယောက်ကနှစ်ယောက်မှုတော့ပဲနဲ့တယောက်တည်းဖြစ်သွားတယ်အဲ့လိုပဲအသင်းတော်လို့ပြောရင်ခရစ်တော်ကိုပြေးမြင်ရမယ်ခရစ်တော်လို့ပြောလိုက်တာနဲ့ကျွန်တော်တို့အသင်းတော်ဆိုတာသိရမှာပေါ့နော်ဒါကိုစလို့ချင်းဖြစ်တယ်ဒီလိုလဲကျွန်မနားလည်ရတယ်အသင်းတော်အဲ့တော့ကျွန်တော်တို့အသင်းတော်ဆိုတော့ခရစ်တော်ဖြစ်ကြောင်းကိုကျွန်တော်တို့သိသွားပြီအဲ့ခါကျမှဆက်ပြီးတော့ကျမတို့အများစုသိထားတာကဒါဆိုရင်ကဲတချင်းရထားတဲ့ခရစ်ယာန်တွေအများကြီးလာရောက်စုဝေးတဲ့နေရာကိုအသင်းတော်လို့ကျမတို့သိထားကြတယ်ပေါ့အများသောအဖြစ်သိထားကြတယ်ဤကဲ့သို့ကမဟုတ်ပါဘူးတဲ့အဲ့လိုဆိုလို့ရှိရင်နဲ့အသင်းတော်ကိုမိသူအဖွဲ့စည်းတဲ့နေ့တဲ့အသင်းတော်ဒီခရစ်တော်ထံမှာထွက်ပေါ်လာခြင်းဖြစ်တဲ့အတွက်ခရစ်တော်ကပဲအသင်းတော်ဆိုတာကိုစပြီးတော့ဖွဲ့စည်းတာဖြစ်တယ်ပေါ့နော်ခရစ်တော်ရဲ့လာရောက်ပြီးလူနေနဲ့လာရောက်ပြီးလှုပ်ဆောင်ပြီးအသေးခံပြီးထားမြောက်ပြီးနောက်ပိုင်းမှာအသင်းတော်ဒီဆိုတာကဖြစ်လာတာပေါ့နော်ဆိုတော့ခရစ်တော်ထားမြောက်ပြီးနောက်ပိုင်းမှာတန်ရှင်တော်ဝိညာဉ်တော်ဆင်းကြွပြီးနောက်ပိုင်းဒီမှာအသင်းတော်ဒီဖြစ်လာတဲ့အခါမှာဒါကခရစ်တော်ကိုယုံကြည်တဲ့သူတွေပေါ့နော်ခရစ်တော်ရဲ့ကယ်တင်ခြင်းကိုယုံကြည်လက်ခံပြီးနောက်ပိုင်းမှာခရစ်တော်ရဲ့လှုပ်ဆောင်ချက်တွေကိုဆက်လက်ပြီးလှုပ်ဆောင်တဲ့သူတွေအဖြစ်အသင်းတော်ကြီးဆိုတာစပြီးတော့ရက်တီလာတာဖြစ်တယ်ပေါ်ပေါက်လာတာဖြစ်တယ်ခရစ်တော်အဖြစ်ပဲကျမတို့ကသူတို့ကဆလှုပ်လာတာဖြစ်တဲ့အတွက်
ဒီအသင်းတော်ဆိုတာခရစ်တော်အားဖြစ်ပဲဖြစ်တယ်လူတူတယောက်တည်းလူအများတွေစုပြီးတော့လှုပ်တိုင်းလဲပဲအသင်းတော်လို့မဆိုလို့ဘူးတဲ့လောကမှာရှိတဲ့လူဆိုတာကမြေမုတ်ကလာတာဖြစ်တဲ့အတွက်ဇာတိပဂတိလူတွေပဲဖြစ်တဲ့အတွက်သူတို့တွေစုပြီးလှုပ်တဲ့အရာဆိုတာကအသင်းတော်လို့အတိတ်ပဲဖွဲ့လို့မရဘူးပေါ့နော်အဲ့ဒီရဲ့လူတွေအแทမှာရှိတဲ့ခရစ်တော်အားဖြစ်ပဲအသင်းတော်ဆိုတာဖြစ်လာတာပေါ့နော်ဆိုတော့အောက်မှာဆက်သွားမယ်ဆိုရင်အတင်းတော်ဒီခရစ်တော်ထဲမှာလားငါတို့ရှိသမျှဒီတလုံးတည်းဖြစ်တော့ထုံမုံကိုတလုံးတကူတည်းဖြစ်ကြဟုကောရင်တော်စာပရမစာခန်းကြီး30ငယ်စခုနိုင်ပြောထားသည်တဲ့ဒီဟာဆိုရင်ဒီစာမျက်နှာ36ပတ်ရောက်သွားပြီဆိုရင်ဒီစာမျက်နှာ36ရဲ့ပေါ်ပိုက်နဲ့အလေပိုက်ဆိုလို့ရှိရင်ဒါတမန်တော်ကြီးရှင်ပေါလုကဒါဒီမုံနဲ့တေချာရှင်းပြထားတယ်ပေါ့နော်ဒီသခင်ဖရာရဲ့ကိုခန္ဓာကိုပုံဆောင်တဲ့မုတ်ကိုပွဲတော်မင်္ဂလာဝင်စားတဲ့အခါကျမတို့လည်းပဲတလမှာ2ကြိမ်ဝင်စားတဲ့အခါမှာအမြဲတမ်းဒီကြွေးကြော်တယ်လीနော်သခင်ဖျားရဲ့ကိုခန္ဓာကိုပုံဆောင်တော့ emote ကိုကျမတို့ဂျေဇုတော်ချီးမွမ်းအောင်မီတရီကလည်းစာသုံးပါတယ်ဆိုတဲ့အရာကိုကြွေးကြော်တယ်ဂျေဇုတော်ကိုချီးမွမ်းတယ်ဖျားရဲ့လုပ်ပေးခြင်းကိုချီးမွမ်းတယ်ဒီအရာထဲမှာသူကဘာပြောလဲဆိုတော့ဒီတပည့်တော်တွေဒီလိုမျိုးပွဲတော်သူတို့ဒီမုတ်ကိုပွဲတော်ဝင်စားတဲ့အခါမှာသူတို့ကမုတ်တလုံးကိုယူပြီးတော့ရှိနေတဲ့ဒီမှာခမဆိုလဲခမဒီအခန်းဆိုလဲအခန်းထဲမှာရှိသမျှလူအလုံးကမုတ်တလုံးကိုယူပြီးတစ်ဖဲ့စီဖဲ့ပြီးတော့တိုင်ထားကြမယ်ပြီးတဲ့အခါမှာတလုံးကနေပြီးတော့တစ်ဖက်စီဖဲ့ပြီးအလုံးစုလိုက်ရင်ဒါကလည်းတလုံးပဲဖြစ်တယ်ဆိုတဲ့အရာပေါ့အဲ့တော့ဒီတလုံးကိုဖဲ့ပြီးတော့ကျမတို့စားလိုက်ခြင်းအဖြစ်ကျမတို့ကခရစ်တော်ဆိုတဲ့အသက်မုတ်ကိုကျမတို့စားလိုက်ခြင်းအဖြစ်အလုံးကခရစ်တော်အထဲမှာတလုံးတော့ရတယ်ဖြစ်သွားတယ်ဆိုတဲ့အရာလေးကိုသူကဒါကိုရှင်းပြထားတာဖြစ်တယ်ပေါ့နော်ဒါမှဒါလေတလုံးတော့ဖြစ်ခြင်းထဲမှာခရစ်တော်အထဲမှာကျမတို့တလုံးတော့ဖြစ်ခြင်းရှိမှဒါကျမတို့အသင်းတော်ဆိုတာဖြစ်လာတာပေါ့နော်ဆိုတော့နောက်ဒီဒုတိယမှာဆိုလဲပဲဒီသူတို့စားပြီးတော့မုံဖဲ့ကလေးများအလုံးကိုအတူတူကထားနိုင်ပြီဆိုတော့က၎င်းဒီအတင်းတော်တစ်ခုဖြစ်လာတယ်ဆိုတော့ကကျွန်မပြောသွားသလိုပဲပေါ့နော်အလုံးတစ်ဖက်စီဖဲ့ပြီးတော့ယူဆောင်ထားခြင်းစာသုံးခြင်းအဖြစ်ကျွန်တော်တို့ကအတင်းတော်တစ်ခုကဲ့သို့တလုံးတော့ဖြစ်လာတယ်အတင်းတော်ဒီတင်းနဲ့ကျွန်ုပ်တူချင်းပေါင်းစည်းထားခြင်းမဟုတ်ဘူးတဲ့အတင်းတော်ဆိုတာကတဲ့တန်ရဲ့အထဲမှာရှိတယ်ကျမရဲ့အထဲမှာရှိတယ်ဒီမှာရှိနေတဲ့အင်္ဂါဝင်ညီကိုမောင်မရဲ့အထဲမှာရှိတဲ့ခရစ်တော်ရဲ့ပေါင်းစည်းခြင်းအဖြစ်ဖြစ်တယ်ဒီကဘာတစ်ခုလုံးမှာရှိနေတဲ့ခရစ်တော်ကိုကယ်တင်ပါရှင်ဖြစ်လက်ခံယုံကြည်ကြတဲ့ခရစ်ယာန်ညီကိုမောင်နှမတယောက်ချင်းစီရဲ့အထဲမှာရှိတဲ့ခရစ်တော်ကိုဆိုလိုတာဖြစ်တယ်ပေါ့နော်ဒီယာစုပေါင်းများစွာအတူတကွရှိလာကြတဲ့ခရစ်ယာန်တွေဆိုတော့ကဒီခရစ်တော်ရဲ့ကယ်တင်ခြင်းနောက်ပိုင်းကျမတို့စပြီးတော့အသင်းတော်တွေတည်ထောင်ပြီးနောက်ပိုင်းခရစ်တော်အဖြစ်အသေးခံတဲ့သူတွေခရစ်တော်ကိုယုံကြည်လက်ခံပြီးတဲ့သူတွေတယောက်ချင်းစီတိုင်းကဒီထဲမှာတန်ရှင်သောဝိညာဉ်တော်တုံးလောင်းခြင်းခံရပြီးတဲ့အခါမှာကျမတို့ကယုံကြည်တာနဲ့ကယ်တင်ခြင်းကိုရရင်မကဘဲနဲ့ဝိညာဉ်တော်ရဲ့ခရစ်တော်ရဲ့ဝိညာဉ်တော်ကျမတို့အထဲမှာရသွားတယ်ကျမတို့ကိုဥဆောင်နေတယ်ဒီခရစ်တော်ကကျမတို့ထဲမှာယာစုနှစ်ပေါင်းများစွာအတူတူရှိနေတာဖြစ်တယ်ပေါ့ဒီအရာကအသင်းတော်ဖြစ်တယ်ပေါ့နော်ဇာတိပဂတိလူဒီအသင်းတော်နဲ့မိတို့မှမဆိုင်ပါဘူးတဲ့အသင်းတော်နဲ့သက်ဆိုင်တော့ကျွန်တော်တို့အစိပ်ပိုင်းမှာကျွန်တော်တို့စားခဲ့ပြီးတော့မုံရဲ့အစိပ်ပိုင်းဖြစ်တယ်တဲ့ဇာတိပဂတိဆိုတာကဒီခုခရစ်ယာန်ညီကိုမောင်နှမတွေအထဲမှာပင်လင်ပေါ့နော်ခရစ်တော်ကိုရှင်ခွင့်မပေးဘဲနဲ့ခရစ်တော်အထဲမှာကိုကမရှိဘဲနဲ့ကိုရှင်ကျင်တယ်လို့ရှင်ပြီးတော့ငါကခရီးယန်ပါလို့អော်နေတယ်ငါတတ်တယ်ငါတိတယ်ဆိုပြီးတော့လာပြီးလှုပ်ဆောင်နေတဲ့အရာတွေဇာတိပကတိနဲ့အစိတ်နဲ့လုံနေတာကတဲ့အတင်းတော်နဲ့လုံးဝမသက်ဆိုင်ပါဘူးတဲ့ဒီအရာလေးကိုလည်းသူပြောထားတယ်ကျွန်မကအဲ့ဒါကိုနားလေရတယ်ပေါ့နော်ဒီအရာကိုတဲ့ကျွန်ုပ်တို့အတင်းတော်နဲ့ဆက်ဆိုင်တော့ကျွန်ုပ်တို့အစိတ်ပိုင်းမှာကျွန်ုပ်တို့စားခဲ့ပြီးတော့မုံရဲ့အစိတ်ပိုင်းဖြစ်တယ်ပေါ့ကျမတို့ကအတင်းတော်နဲ့ဆက်ဆိုင်တဲ့သူတွေဆိုတာတဲ့ကျမတို့ကခရစ်တော်ရဲ့အစိတ်ပိုင်းတွေဖြစ်တယ်ခရစ်တော်ဖြစ်တဲ့ခရစ်တော်ဆိုတဲ့အတမုံကိုစားထားတဲ့သူတွေဖြစ်တယ်ပေါ့နော်ဆိုတော့ဤအရာကိုရောခရစ်ဝင်ကျမ်းကလည်းကျွန်တော်တို့အထူးဖွင့်ပြ၍သခင်ဖျားယုံကြည်သောသူတိုင်းအထက်၌ကိန်းဝတ်သောခရစ်တော်ရှိကြပြီတဲ့ထိုကြောင့်ဝိညာဉ်တော်၌တလုံးတော်ရတဲ့ဖြစ်ကြသည်ထင်ရှားစွာဖော်ပြထားတယ်တဲ့ဒါကြောင့်မလို့ကျမတို့ကခရစ်တော်ကိုယူတင်ဝတ်ဆောင်ပြီးခရစ်တော်ကိုစားသုံးလိုက်အသက်မုတ်ဖြစ်တဲ့ခရစ်တော်စားသုံးလိုက်ပြီဆိုကျမတို့ကအားလုံးကတလုံးတော်ရတယ်ခရစ်တော်နဲ့တလုံးတော်ရတယ်ဖြစ်သွားတယ်အဲ့လိုပဲခရစ်တော်မုတ်ကိုစားတဲ့သူအားလုံးစုကြည့်လိုက်တဲ့အခါမှာတလုံးတော်ရတယ်ဖြစ်သွားတယ်ဆိုတဲ့အရာလေးကိုလည်းနားလေရတယ်တဲ့နားလေရတယ်ပေါ့နော်အောက်ဆုံးပိုက်မှာဆိုလဲ
အတင်းတော်ခရစ်တော်မှာထွက်လာတော့အရာများဖြစ်တာဖွဲ့စည်းထားတယ်ခရစ်အတင်းတော်ဆိုတာခရစ်တော်ရဲ့အထက်ကထွက်လာတဲ့အရာတွေအဖြစ်ဖွဲ့စည်းထားတယ်လောကအရာဇာတိအရာကိုယ့်ရဲ့ဇာတိပကတိစိတ်ကိုယ့်ရဲ့ညီမုတ်ကလာတဲ့ဇာတိပကတိစိတ်တွေ့တာတမတ်ချင်းစိတ်နဲ့လှုပ်ဆောင်နေတဲ့အရာတွေအထက်ကမလာပါဘူးတဲ့ဒီကိုယ့်ရဲ့ဆွမ်းဆောင်နိုင်ခြင်းတွေအထက်ကနေဒီကိုယ့်ရဲ့ဇာတိလူကနေထွက်လာတဲ့အရာခတ်သိမ်းကအတင်းတော်ရဲ့အပြင်ဖက်မှာပဲရှိတယ်ပေါ့နော်အတင်းတော်ရဲ့အတွင်းဖက်မှာလုံးဝမရှိဘူးအတင်းတော်ရဲ့အတွင်းဖက်မှာရှိလာမယ်ဆိုလို့ရှိရင်တော့အတင်းတော်အတွက်ကတကယ်ကိုဆုပ်ယုပ်စရာဖြစ်တယ်ရှုံးဒီကြာရှင်းနိုင်စရာဖြစ်တယ်ပေါ့နော်ခရစ်တော်မှာထွက်လာတော့အရာခတ်တဲ့အတင်းတော်ထဲမှာရှိတယ်တဲ့အေဝါကိုမြေမုံမှပြုလုပ်ခြင်းမဟုတ်ဘဲနဲ့အာဒံမှပြုလုပ်ထားတာဖြစ်တယ်။၎င်းသည်ခရစ်တော်ကိုပုံဆောင်သောအရာဖြစ်တယ်တဲ့။ဖယားသခင်သည်အာဒံ၏နံရိုးတစ်ချောင်းကိုယူပြီးမှအေဝါကိုပြုလုပ်ခြင်းပင်ဖြစ်သည်။မြေမုံမှမဟုတ်ပဲအာဒံမှထွက်လာသောအရာသာလျှင်အေဝါဟူ၍ခေါ်ဆိုနိုင်တဲ့ကဲ့သို့လူထမမဟုတ်ပဲခရစ်တော်မှထွက်လာသောအရာကိုသာလေအတင်းတော်ခေါ်နိုင်တယ်။ဆိုတော့ဆိုလိုချင်တာကကျမတို့ကဒီဖယားအေဝါကိုဖန်ဆင်းတဲ့အခါမှာအာဒံရှိကနေသူကခွတ်ပြီးတော့အာဒံရဲ့နံရိုးကနေထုတ်ပြီးတော့ထပ်ပြီးတော့ဆက်ချင်းအဖြစ်သူကအေဝါဖြစ်လာတယ်အသက်ဖြစ်လာတယ်အာဒံရဲ့အထောက်မှဖြစ်လာတကယ်လို့အေဝါကဒါအာဒံရဲ့နံရိုးကမဟုတ်ရင်အေဝါဆိုတာလည်းဖြစ်လာမှာမဟုတ်ဘူးအာဒံအတွက်လည်းအထောက်မှဆိုတာဖြစ်လာမှာမဟုတ်ဘူးအေဝါဖြစ်နေခြင်းရဲ့အတိကပုံဆောင်ချက်ကအာဒံရဲ့အထောက်မှဖြစ်တယ်အဲ့လိုပဲကျမတို့ဒီအသင်းတော်ဆိုတာကခရစ်တော်ထဲကထွက်တဲ့အရာဖြစ်တဲ့အတွက်ဒီခရစ်တော်ရဲ့အထောက်မှခရစ်တော်ကိုစားပြုတဲ့သူတွေဖြစ်တယ်ခရစ်တော်ရဲ့အစီကံကောင်းတွေဖြစ်တယ်ဆိုတဲ့အရာကိုလည်းနားလည်ရတယ်ပေါ့နော်ဆိုတော့ဒီခရစ်တော်တဲ့ထွက်လာတဲ့အရာကိုဒါအသင်းတော်လို့ခေါ်တယ်တဲ့ခရစ်တော်ထက်မှထွက်လာဒီအပိုင်းဒီစာမျက်နှာ39မှာဆိုလို့ရှိရင်သူကဘာကိုပြောသွားလဲဆိုဒီစာမျက်နှာ39အပိုင်းဒီတမင်နာလုံးမှာဆိုလို့ရှိရင်လူပုဂ္ဂိုလ်တွေဒီဥပမာနဲ့ပုံဆောင်ထားတာပေါ့နော်လူပုဂ္ဂိုလ်တွေတချို့လူတွေကကဲတင်ချင်းမရခင်မှာတို့ရဲရင်ပြတ်သားကြတဲ့သူတွေရှိတယ်ရဲရင်နဲ့ပြတ်သားတယ်ဘာမှမဆိုလှုပ်ရဲတယ်တတိရှိတယ်အဲ့ဒီခါမှာသူတို့ကကဲတင်ချင်းရပြီးရင်ငါကတော့ဘလို့ရဲရင်တဲ့ငါရဲ့ရဲရင်ချင်းတွေအဖြစ်ဖះကိုအစေခံမယ်ငါရဲ့ရဲရင်ချင်းတွေအဖြစ်ငါလှုပ်ဆောင်လိုက်လို့ရှိရင်အတင်းတော်ငါတို့ရဲ့အတင်းတော်ထဲမှာဘလို့တွေဖြစ်သွားမယ်အဲ့လိုမျိုးတွေကိုအရန် proud ဖြစ်ပြီးတော့အစေခံမယ်ဆိုရင်အဲ့ဒါကအတင်းတော်အတွက်မဟုတ်ဘဲနဲ့ကိုအတွက်ကိုဖြစ်တယ်ကိုရဲ့ဂုံကိုဆောင်နေတာဖြစ်ပြီးခရစ်တော်ရဲ့ဂုံကိုဆောင်တာမဟုတ်ဘူးခရစ်တော်ရဲ့ဘုန်းကိုထင်ရှားစေမယ့်အရာမဟုတ်တယ်လို့အဲ့ဒီအရာကကိုယ့်ထဲကထွက်တယ်မထွက်ဘူးဆိုတာကိုကအရင်ဆုံးစမ်းစစ်ကမှာဖြစ်တယ်ပေါ့နော်ကျမတို့ကခရစ်တော်တွေကထွက်လာတဲ့အရာမှသာအသင်းတော်လို့ဘုရားကသတ်မှတ်ထားတာဖြစ်တဲ့အတွက်ကျမတို့ကိုယ်တိုင်ကခရစ်တော်တွေကထွက်တော်သူဖြစ်ရလားဆိုတာကိုအရင်ဆုံးစမ်းစစ်ပြီးတဲ့အခါမှာကိုယ့်ရဲ့လက်ဝါးကားတိုင်းကိုအရင်ဖြည့်ရှင်းရမှာဖြစ်တယ်ကိုယ့်ရဲ့လက်ဝါးကားတိုင်းကိုနေ့တိုင်းကိုကအရင်ထမ်းပြီးမှစမ်းစစ်ပြီးမှကိုအမှုတော်ဆောင်မှာဖြစ်တယ်ကိုကအစီခံမှတာလီဒီကြီးရွယ်ချက်ဖြစ်တဲ့ခရစ်တော်တရားထွက်တဲ့အသင်းတော်ဆိုတာဖြစ်လာမှာပေါ့နော်ဒုတိယလူဆိုလို့ရှိရင်လည်းသူကအပြောကျွယ်တယ်အရန်ရှင်းပြတတ်တယ်သူများကိုနားလေအောင်ရှင်းပြတတ်တယ်လူဘလောက်ပိန်းနေတဲ့သူပဲဖြစ်နေပါစေတုံးအားတဲ့သူဖြစ်ပါစေသူကရှင်းပြတတ်တဲ့သူဖြစ်တယ်သူအရန်တော်တယ်တိတ်တော့သူအရန်ရှင်းပြတတ်တဲ့အတွက်သူကကဲတင်ချင်းရပြီးတဲ့နောက်ပိုင်းမှာသူ့ရဲ့အဲ့တက်ချင်းဒီရဲ့သူ့ရဲ့ရှင်းပြတတ်တဲ့အရာဥပမာဆရာသမားတွေဆရာမတွေပေါ့အကြောင်းဆရာမတွေဆိုတပည့်တွေအများကြီးကိုသူတို့တင်နိုင်တယ်သူတို့ရှင်းပြနိုင်တယ်အရန်ထက်မြက်တဲ့ဆရာမတွေရှိတယ်အဲ့လိုမျိုးပေါ့အဲ့လိုလူတွေကသူတို့ကဲတင်ချင်းရပြီးဆိုလို့ရှိရင်သူတို့ဟာငါဒီလိုမျိုးပြောတတ်တယ်ဆိုရင်ငါအေဝံဂေလိလုံးလိုက်လို့ရှိရင်ပို့ပြီးတော့အများကြီးပြောင်းလဲနိုင်စရာရှိတယ်ငါဒါအဲ့လိုမျိုးငါရဲ့ဒီရှင်းပြနိုင်တဲ့အရေးချင်းနဲ့ငါအေဝံဂေလိတွေလိုက်ခေါ်မယ်ဆိုရင်တော့ပိုကောင်းပါပဲဆိုပြီးတော့ကိုပေါ့နော်အရန်ကိုကြီးတွေးပြီးတော့ကိုရဲ့ဖြစ်ချင်းနဲ့တွားပြီးတော့ဖရားရဲ့အမှုထဲမှာတွားဆက်ကပ်မယ်ဆိုလို့ရှိရင်တော့အတ္တကဖရားရဲ့ခရစ်တော်တဲ့ထွက်လာတဲ့အသင်းတော်မဟုတ်ပါဘူးတဲ့အဲ့ဒါကအသင်းတော်ရဲ့ပြင်ပမှာဖြစ်နေမှာပေါ့နော်အသင်းတော်ခရစ်တော်ထက်ကထွက်တဲ့အသင်းတော်ဖြစ်ဖို့ဆိုရင်ကိုယ့်ရဲ့ပင်ကိုစမ်းရည်တွေကိုတဲ့လဝါကားတိုင်းမှာအရင်ဦးဆုံးထမ်းပြီးတော့တက်ခဲ့ရမှာပေါ့နော်လဝါကားတိုင်းကိုထမ်းနေတိုင်းကိုယ့်ရဲ့အစွမ်းစားတွေ
ကိုယ့်ရဲ့လုံနိုင်ခြင်းတွေကိုယ့်ရဲ့ဖြစ်ခြင်းတွေကိုယ့်ရဲ့ကျွမ်းကျင်ခြင်းတွေအလုံးစုံကိုလဝါကားတိုင်းမှာနေတိုင်းထမ်းပြီးတော့အဲ့အထက်မှာလဝါကားတိုင်းထမ်းခြင်းဆိုတဲ့အထက်မှာကိုကအများကြီးပါတယ်ကိုယ့်ရဲ့မာနတွေကိုယ့်ရဲ့တက်ချင်းတိချင်းတော်ချင်းအလုံးစုံကိုကချိုးနှိမ်ရမှာဖြစ်တယ်ခရစ်တော်နဲ့သွားတယ်ဆိုရင်ခရစ်တော်ကပဲဥဆောင်မှာကိုကဥဆောင်မဟုတ်ဘူးဆိုတဲ့အရာကိုကျွန်မနားလေရတယ်ပေါ့နော်အဲ့လိုကိုကဥဆောင်လိုက်တယ်ကိုစာတီးနဲ့ကိုရဲ့တက်ချင်းနဲ့ဥဆောင်လိုက်မယ်ဆိုရင်အတင်းတော်ကိုကြာဆင်းစေဖို့ပဲဖြစ်တယ်ပေါ့နော်ဆိုတော့ဒီခရစ်တော်ထံမှလာတော့အရာဒီအတင်းတော်ဖြစ်ပြီးလူထံမှထွက်တော့ဇာတိဒီအတင်းတော်မဟုတ်ဘူးလို့လည်းရှင်းရှင်းလင်းလင်းပြောထားတယ်ပေါ့နော်အောက်ဆုံးပိုက်မှာဆိုလို့ပဲနောက်ထပ်လူတစ်ယောက်ကပါလဲဆိုတော့ तू ကအရန်တော်တယ်ဒီသိပ္ပံအတတ်ပညာတွေသူရစားပေညံအရန်ကောင်းတယ်ပေါ့နော်စားပေညံအရန်ကောင်းတဲ့သူတစ်ယောက်ဖြစ်တယ်သူကကယ်ရီချင်းနောက်ရောက်ရပြီးတဲ့အခါမှာသူကဘာလုပ်ချင်လဲဆိုတော့သူကအရန်ညံကောင်းတဲ့ခါကျတော့ငါကျန်းစာလေးလာကျန်းစာကြောင်းတက်မယ်နော်ကျန်းစာကြောင်းတက်မယ်လေးလာမယ်ပြီးတဲ့အခါမှာသူကတခြားလူတွေကိုပြန်ပြီးတင်ပြမယ်ငါတခြားလူကိုပြန်ပြီးတော့တရားတွေဟောမယ်အဲ့လိုပေါ့နော်သူကအဲ့လိုမျိုးရွေချက်တွေနဲ့စပြီးလှုပ်ဆောင်တဲ့အခါမှာတကယ်တော့အတ္တာတိကလည်းဆွမ်းနာကပြောသွားတဲ့အရာတွေအတိုင်းပဲကိုယ့်ရဲ့တော်ချင်းတက်ချင်းဉာဏ်ပညာကိုယ့်အထဲမှာရှိနေတဲ့ဇာတိပဂတိကလာတဲ့ဉာဏ်ပညာနဲ့ဥဆောင်မယ်ဆိုရင်အတင်းတော့အတွက်ကောင်းကျိုးထက်ဆိုးကျိုးကပိုများတယ်ပေါ့နော်အတင်းတော်ဒီထဲမှာဆိုတာလူတူတယောက်မဟုတ်ဘူးအတင်းတော်ဆိုတာခရစ်တော်ရဲ့အင်္ဂါဝင်နေအင်္ဂါအစိတ်ပိုင်းတွေဖြစ်တဲ့အခါမှာတစ်ခုနဲ့တစ်ခုကမတူညီတဲ့အရာတွေရှိတယ်ဒါပေမဲ့ကိုကခရစ်တော်ဖြစ်တဲ့ဥကောင်းရဲ့တွေးခေါ်မှုဥကောင်းရဲ့စေခိုင်းမှုဥကောင်းရဲ့ဥဆောင်မှုနောက်ကိုဒါကျမတို့ကတေချာလိုက်မယ်ဆိုရင်ကျမတို့ကဥပမာဥကောင်းဖြစ်တဲ့ခရစ်တော်ကကဲဒီနေ့တော့ဘသူကိုဆူတောင်းပေးလိုက်ပါလို့ဘုရားကနှိုးဆော်တယ်ဒါမှမဟုတ်ဒီနေ့တော့ဘယ်ကိုသွားပြီးတော့ဧဝံဂေလိလုပ်လိုက်ပါလို့ခရစ်တော်ကဥဆောင်ပြီးတော့ဘုရားသခင်ကစကားပြောခြင်းခံရရင်ကိုကအဲ့ဒီဥကောင်းနောက်ကိုလိုက်ပြီးဒီနေ့တော့ငါပဲချိန်လေးကြာရင်ငါသွားလိုက်မယ်ဆိုကိုကသွားလိုက်တယ်ကိုပြောလိုက်တယ်ဒီရာကခရစ်တော်ဥဆောင်မှုနောက်ကိုလိုက်ချင်းဖြစ်တယ်ဒီနေ့တော့ငါအားတယ်ငါဘာလုပ်ရင်ကောင်းမလဲစဉ်းစားပြီးတော့ငါဒီနေ့တော့ဒါဆိုလို့ရှိရင်ငါအားနေတာပဲလေငါတယောက်ယောက်နဲ့ငါဖုန်းခေါ်လိုက်မယ်လေပြောရင်းနဲ့ပါငါကဲတင်ချင်းကြောင်းပြောလိုက်မယ်လေဘာမှလည်းစူမတောင်းပဲနဲ့ကိုကလှုပ်လိုက်မယ်ဆိုအဲ့ဒါကပါလေကိုလှုပ်တာခရစ်တော်လှုပ်တာမဟုတ်ဘူးကိုလှုပ်တာဖြစ်တဲ့အတွက်အဲ့အထဲမှာပြောရင်းနဲ့ကိုလှုပ်တာဖြစ်တဲ့အတွက်ကိုကပြောနေတယ်ဟိုတစ်ဖက်လူကကိုပြောတာအေးစီနားထောင်ရင်ကိစ္စမရှိဘူးကလန်ကဆန်လို့ရင်ကိုကစားတဲ့ကစားတိလူဟာခဏအသေးခိုင်းရတဲ့လူဖြစ်နေတဲ့ခါကျတော့ဘာဖြစ်လာမလဲခရစ်တော်ထက်ကထွက်တဲ့အသင်းတော်ဖြစ်လာမှာမဟုတ်အသင်းတော်ကိုကြာဆင်းစေမဲ့လူပုံရိပ်အသင်းတော်ကိုပုံဘယ်လိုပြောမလဲပုံပြက်စေမဲ့သူဖြစ်လာနိုင်တယ်ပေါ့နော်ဒါကြောင့်မလို့ကျမတို့ကဘယ်တော့မဆိုခရစ်တော်ရဲ့ဥဆောင်ခြင်းနောက်ကိုလိုက်ဖို့လိုတယ်ခရစ်တော်ရဲ့ပေးတဲ့ဉာဏ်ပညာနဲ့ပဲအစီခံတတ်ဖို့လိုတယ်ဆိုတဲ့အရာဒီအရာအဖြစ်ပဲကျမတို့ကခရစ်တော်အဖြစ်ပဲကျမတို့ကအသင်းတော်တကယ်ယေရှုရဲ့တည်နေတဲ့အသင်းတော်ဖြစ်မှာဆိုတော့နားလည်ရတယ်ပေါ့နော်ဆိုတော့38ရဲ့ဒီအလဲတွေအောက်ပိုက်တွေဆိုလို့ရှိရင်ဒီဖယားကကျမတို့လူတဘာဝအားလုံးကိုဖယားရဲ့ထိန်ချုပ်မှုအောက်မှာရှိဖို့လဝါကားတိုင်းနဲ့ဆက်ဆံရမယ်တဲ့ဝိညာဉ်တော်ရဲ့အုပ်စိုးမှုအောက်နဲ့ရှိရမည်ဖြစ်တယ်တဲ့တို့မှသာအတင်းတော်ဒီကြာဆင်းခြင်းမှရှောင်နိုင်မယ်ဖြစ်တယ်ဆိုတော့ကျမတို့ကဒီဖယားသခင်ကကိုယ်ရှိနေခြင်းဘုရားသခင်ရွေးကောက်ရခြင်းဒီဖန်ဆင်းရခြင်းရွေးချက်ကသူ့ရဲ့ထိန်ချုပ်မှုအောက်မှာရှိဖို့သူ့ရဲ့အလိုကိုဆောင်တတ်ဖို့အတွက်ဘုရားသခင်ကအလိုတော်ရှိတာဖြစ်တယ်သူ့ရဲ့ရည်မှန်းချက်အတ္တတာသူဖန်ဆင်းထားတဲ့သူဖြစ်စေခြင်းနဲ့ရည်မှန်းချက်အတိုင်းကျမတို့ကအဲ့ဒီရဲ့ဒီပန်းတိုင်ကိုရောက်ဖို့အဲ့ဒီရဲ့ဒီလမ်းထဲမှာရှိဖို့အတွက်ပေါ့နော်အရေးသွေးမြင့်မိတဲ့ဒီအရေးသွေးမြင့်မိတဲ့ကြောက်ဆိုလဲကြောက်ကောင်းတစ်ခုဖြစ်ဖို့အတွက်ဖယားသခင်ကပုံသွင်းခြင်းဆိုတဲ့ဒီလဝါကားတိုင်းကိုယ့်ရဲ့လဝါကားတိုင်းနေတိုင်းထမ်းခြင်းဆိုတဲ့အရာအဖြစ်ကျမတို့ရဲ့အသက်ရှင်ခြင်းကိုဖယားအလိုတော်ရှိတာပေါ့နော်ဆိုတော့အာဒံဤနံယိုးမှလှုပ်တော့အရာတာလေးအေးဝဖြစ်သည်တဲ့အပေါ်မှာဆိုလို့ရှိရင်ကျွန်တော်တို့ဤစာတိအရာမှာထွက်လာတော့အရာအလုံးဒီမြေကြီးမှာထွက်လာတော့အရာများဖြစ်ဘုရားသခင်အလိုတော်မရှိဘူးလို့ပြောတယ်။ဘုရားကပြောသူ့ရဲ့ထိန်ချုံမှုအောက်မှာပဲရှိသူနေခြင်းနဲ့ပုံတဲ့နေသူကကောင်းစီခြင်းနဲ့အရာတွေပဲလုပ်ပေးတာဖြစ်တဲ့အတွက်သူ့ရဲ့အုပ်စိုးမှုအောက်မှာနေမယ်ဆိုရင်ကျမတို့ကသူ့ရဲ့ဘုံကိုထင်ရှားစေတဲ့သားသမီးတွေဖြစ်မယ်ပေါ့နော်။တကယ်လို့ကိုကမဟုတ်ဖ ೇನೆ ကိုယ့်ရဲ့စာတိ
ကိုယ့်ရဲ့ဇာတိထဲကထွက်လာတဲ့အရာကိုယ့်ရဲ့တော်ချင်းတက်ချမ်းနေအဖြစ်အသုံးတော်ဒီအမှုတော်ထဲမှာအစိတ်ခံမယ်ဆိုလို့ရှိရင်တဲ့အဲ့ဒါကိုတော့ဘုရားသခင်အလိုမရှိဘူးဘုရားသခင်ပြောပြီးသားမြေကြီးတဲကထွက်လာတဲ့အရာကိုထွက်လာတဲ့အရာမှန်သမျှကဇာတိပဂတိလူတွေဖြစ်တဲ့အတွက်အဲ့ဒီအရာကို तू မလို့ तू လိုချင်တာကဒီဝိညာဉ်ပဂတိပေါ့နော်ယေရှုခရစ်တော်အဖြစ်ရပြန်လဲရွေးယူထားတဲ့ခရစ်တော်ရဲ့အသက်နဲ့ရှင်တဲ့သူ့ရဲ့ခရစ်တော်လည်းသားတစ်ယောက်တည်းပဲမလို့ခြင်းလို့ခရစ်တော်အဖြစ်သားအများကြီးကို तू ကဒီရွေးနှုတ်လိုက်တာဖြစ်တယ်ဒီသားတွေကို तू ကလိုချင်တာဖြစ်တယ်ပေါ့နော်အယိုးဒီအာဒံ၏နေယုံမှာလုတော့အရာသားလေးအေဝါဖြစ်တယ်အယိုးဒီရှင်ပြန်ထမြောက်တော့အသက်ကိုရည်ညွှန်းနေထို့ကြောင့်သခင်ဖျားလဝကတိုင်းနဲ့ရှိနေစဉ်တဲ့အယိုးတစ်ချောင်းမြမကြိုးပြီးခရစ်တော်ရှင်ပြန်ထမြောက်တော့အသက်တာမှာပြုလုပ်သည့်အရာဒီအသင်းတော်ပဲဖြစ်သည်တဲ့ဆိုတော့ဒီအာဒံရဲ့နံယိုးကလှုပ်တဲ့အရာကအေဝါဖြစ်တယ်ပေါ့အယိုးကရှင်ပြန်ထမြောက်ခြင်းအသက်ကိုရည်ညွှန်းတယ်ပေါ့နော်ဒါကြောင့်မို့ခရစ်တော်ရဲ့ရှင်ပြန်ထမြောက်တော့အသက်တာမှာပြုလုပ်သည့်အရာဒီအသင်းတော်ပင်ဖြစ်သည်ပေါ့နော်အေဝါကိုအာဒံအယိုးမှသာပြုလို့ရမယ်အကယ်၍အာဒံအယိုးမှမဟုတ်လေအေဝါမဟုတ်ဘူးအေဝါရှိနေမဟုတ်ဘူးတဲ့ဆိုနာကျွန်တော်ပြောသွားတယ်လို့ပဲပေါ့နော်အာဒံအယိုးမှလှုပ်လို့အေဝါဆိုတာဖြစ်လာတာအေဝါဆိုတဲ့ရည်ရွယ်ချက်ရှိလာတာပေါ့နော်အာဒံတက်ထောက်မှဖြစ်လာတာပေါ့နော်တကယ်လို့အာဒံထဲကမဟုတ်ပဲမြေမုံနဲ့လုံမယ်ဆိုရင်တော့အေဝါဆိုတာရှိလာမှာမဟုတ်ဘူးပေါ့နော်အေဝါလူဖြစ်လာခြင်းအရင်းမြစ်မှာအာဒံအတွက်ဖြစ်တယ်တဲ့သူမအသက်ရှင်ရတည်နိုင်ခြင်းမှာလည်းအာဒံရဲ့အစိတ်ပိုင်းတစ်ခုဖြစ်သူမရဲ့အထင်နဲ့ရှိနေခြင်းကြောင့်ဖြစ်သည်တဲ့၎င်းဒီအသင်းတော်နဲ့အတူတူပဲဖြစ်တယ်တဲ့အေဝါရှိနေခြင်းကအာဒံအတွက်အာဒံရဲ့အထောက်အမဖြစ်တဲ့အာဒံနဲ့တလုံးတော်ဖြစ်တယ်ဆိုတဲ့အတိုင်းပဲကျွန်ုပ်တို့ဒီကိုရောပေါ်၌အရာခတ်သိမ်းမူတည်နေသည်တဲ့အဲ့လိုပဲကျမတို့ကတဲ့ခရစ်တော်ကိုယုံကြည်လက်ခံတဲ့ကဲတင်ပါရှင်လက်ခံယုံကြည်တဲ့ခရစ်ယာန်ညီကိုမောင်နှမအင်္ဂါဝင်တယောက်ချင်းစီတိုင်းရဲ့မူလအရင်းမြစ်ကခရစ်တော်ဖြစ်တယ်ကိုရောပေါ်မှာပဲအရာခတ်သိမ်းမူတည်တယ်ဆိုတာကိုသိဖို့လိုတယ်ပေါ့နော်ကျမကိုယ်တိုင်လည်းဆင်ခြင်ဖို့လိုတယ်ကိုတော်နိုင်မဟုတ်ရင်ကျွန်တော်တို့ဒီအသက်မရှိနိုင်မရက်တည်နိုင်အကြောင်းမှာကျွန်တော်တို့ဒီကိုရောထမထွက်လာတော့သူများဖြစ်တော့အကြောင်းဖြစ်သည်ပေါ့နော်ကျမသာခရစ်တော်ကိုမရရှိခဲ့ဘူးဆိုဒီချိန်မှာကျမဒီလိုထိုင်ပြီးတော့ sharing လုပ်နိုင်မှာမဟုတ်ဘူးဘာလို့လဲဆိုတော့ကဲတင်ခြင်းကိုရပြီးကျမရဲ့အသက်တင်နဲ့ခရစ်တော်ရဲ့အသက်တင်နဲ့ကျမဒီလိုရှင်ခွင့်ပေးတယ်ဖခင်ကိုယုံကြည်လက်ခံပြီးလို့ဒါကျမဒီနေရာမှာပြောနိုင်တာ sharing လုပ်နိုင်တာပေါ့နော်တကယ်တော့ကိုတာခရစ်တော်ကိုမရရှိခဲ့ဘူးဆိုရင်ကျမမတိကြဘူးပေါ့နော်ဒီနေ့ဒီချိန်ဒီနေ့မှာထိုင်နေနိုင်ပဲလို့လည်းမတိကြဘူးတကယ်လို့အခုခရစ်တော်ကိုရပြီးပြီကျမကအခုဆိုရင်လည်းဘုရားသခင်တုံတင်ခြင်းနဲ့ကျမဆက်ပြီးအသက်တာကိုတွားနေတဲ့အချိန်မှာဘာတခုကျမရဲ့အထဲမှာဘုရားစကားပြောခြင်းခံရလဲဆိုဝမ်းမြောက်စရာအကြောင်းဖြစ်တယ်ပေါ့သခင်ယေရှုကိုရောကိုချစ်ပါလဲဆိုတော့အခုချိန်မှာကျတော့မတူတော့ဘူးအခုကကျမကယ်တင်ခြင်းရပြီးရသူစိတ်ချနေပြီဖခင်ရဲ့တုံတင်ခြင်းနဲ့တွားနေတယ်လဝါကတိုင်းကိုနေ့တိုင်းထမ်းနေတဲ့အချိန်ဖြစ်တယ်အဲ့လိုပြောလို့ perfect ဖြစ်နေတာမဟုတ်ဒါပေမဲ့ကျမခရစ်တော်အထဲမှာပဲတွားနေတဲ့အခါတကယ်လို့မြင်ကျမရမနှက်ဖန်မပိုင်တဲ့အတွက်မနှက်ဖန်မှာတခုခုဖြစ်တယ်ခဏနေမှာတခုခုဖြစ်တယ်ဆိုရင်တော့ကျမမှလေးဆုံးရှုံးစရာမရှိဘူးဘာလို့ဆိုခရစ်တော်အဖြစ်ကျမကအားလုံးပြည့်စုံပြီခရစ်တော်ထဲမှာကျမကအရာခတ်သိမ်းတည်တယ်လို့ပြောတာလေနော်ဒီအရာကိုကျမဝန်ခံတာဖြစ်တယ်ပေါ့အဲ့တော့ကျွန်တော်တို့ရဲ့အစ်စ်မွေးဖွားခြင်းမှာထွက်လာတော့အရာဒီအသင်းတော်၌ရှိတယ်နောင်တရခြင်းဒီကျွန်တော်တို့ကိုအသင်းတော်ဤတစိမ့်တတေတာမဖြစ်စေနိုင်ပါဘူးတဲ့အပြင်မှနောင်တရခြင်းနဲ့ကျွန်တော်တို့ယုံကြည်ခြင်းဒီမပြုလုပ်နိုင်ပေတဲ့ခရစ်တော်ကကျွန်တော်တို့ထဲသို့ပေးဝေသောအသက်တာလေအသင်းတော်ရဲ့တစိမ့်တစ်ပိုင်းဖြစ်တယ်အစ်စ်မွေးဖွားခြင်းကအရန်အရေးကြီးတယ်ဆိုတဲ့အရာကျွန်တော်တို့နောင်တတော့ရတယ်ဒါမဲ့အစ်စ်မွေးဖွားခြင်းဆိုတဲ့ပြုပြင်ပေးခြင်းကိုမခံဘူးပုံသွင်းပေးခြင်းကိုမခံဘူးဆိုရင်ဘာမှမထူးဘူးပေါ့နော်ဘာမှမထူးဘူးဆိုတဲ့အရာအပြစ်မှနောင်တရခြင်းနဲ့ကျွန်တော်တို့ယုံကြည်ခြင်းတည်လည်းမပြုတ်လုံနိုင်ပေတဲ့အပြစ်တော့တည်တယ်နောင်တတော့ရတယ်နောင်တရပါပြီဆိုပြီးတော့တောင်းပန်လိုက်တယ်ဖះရှိတောင်းပန်လိုက်တယ်ဒါပေမဲ့ဒီနေ့တောင်းပန်ပြီးနောက်နေ့ကျရင်ကိုရှင်ကျင်တယ်လို့ရှင်မဲကိုလှုပ်ချင်အရင်တိုင်းပဲနေနေမယ်ဆိုရင်တော့ဘာမှမထူးခြားဘူးဆိုတဲ့အရာကိုနားလည်ရတော့ပေါ့နော်အဲ့တော့အစ်စ်မွေးပွားခြင်းဒီအသင်းတော်ရဲ့အစိတ်ပိုင်းတစ်ခုဖြစ်ရန်အခြေခံတဲ့အသင်းတော်ရဲ့အစိတ်ပိုင်းတစ်ခုဖြစ်ဖို့ကအစ်စ်မွေးဖွားခြင်းကိုခံဖို့လိုအပ်တယ်အတ္တတာတဲ့နဲ့ရှင်ဘောလူပင်လင်ပြောထားတယ်လေနော်သူဒီကိုယ်တိုင်မရှင်သူပဲမဲ့သူ့အထဲမှာခရစ်တော်ရှင်တယ်ဆိုတဲ့အရာအဲ့ဒါကပါလေသူ
ငါဇာတိမြေမုတ်ကလာတဲ့ဇာတိပကတိလို့မရှင်တော့အဲ့ဒီဇာတိကတေးပြီးသွားပြီဒါပေမဲ့အခုရှင်နေတာကြတော့ငါရှင်တာမဟုတ်ပဲနဲ့ခရစ်တော်ကငါအထဲ၌ရှင်တယ်ဆိုတဲ့အရာလေးကိုကျွန်မစာသုံးရတယ်ပေါ့နော်ဒီစာမျက်နှာ39ကိုရောက်လာပြီဆိုတော့စာမျက်နှာ39မှာဆိုလို့ရှိရင်လည်းပဲကျွန်တော်တို့အထက်သို့သွေးသားတော့ပေးဝေခဲ့ပြီတဲ့ခရစ်တော်၏အသက်ကိုရရှိရန်အတွက်ဘုရားသခင်ကျွန်တော်တို့အထက်သို့သွေးသားတော့ပေးဝေခဲ့ပြီခရစ်တော်မှာထွက်လာတော့ရာသည်ကျွန်တော်တို့၌ရှိပြီတဲ့မြေကြီးတစားများဖြစ်တော့ကျွန်တော်တို့ထဲ၌ကြီးမြတ်တော်ဖနာလို့ရှိတယ်ဆိုတော့ခရစ်တော်ရဲ့အသက်ကိုရဖို့ကျမတို့အတွက်ဘုရားသခင်ဘယ်လောက်ကောင်းမြတ်လဲခရစ်တော်သူ့ရဲ့တပိုက်သားတော်ကိုကျမတို့ပေးခဲ့ပြီအဲ့တော့ဒီမြေမုန်းနဲ့လှုပ်ထားတဲ့ကျမတို့ရဲ့ခန္ဓာထဲမှာတင်းထားတဲ့တန်ဖိုးမဖြစ်နိုင်တဲ့ဘန္နာတကူကဘာလဲဆိုတော့ခရစ်တော်ဖြစ်တယ်ခရစ်တော်ရဲ့ဝိညာဉ်တော်ဖြစ်တယ်ပေါ့နော်ဒီခရစ်တော်ရဲ့ဝိညာဉ်တော်ကျမတို့ထဲမှာရှိနေတယ်ကျမတို့မှာဆုံးချင်းဆိုတာမရှိဘူးပေါ့နော်သို့တော်လည်းပဲကျွန်တော်တို့ဒီမိမိဤဇာနာအဖြစ်လှုပ်ဆောင်ပြီးဆိုပါကအသင်းတော်ရဲ့အပြင်ဖက်၌တာရှိနေပြီဖြစ်သည်တဲ့ကိုယ်ထဲမှာတော့ခရစ်တော်ရဲ့ဗန္နာရှိနေတယ်ဒါပေမဲ့ကျမတို့ကလေခရစ်တော်ရှင်ခြင်းမဟုတ်ဘဲနဲ့ကိုရှင်နေအောင်မယ်ကိုလှုပ်ချင်တာတွေလှုပ်နေအောင်မယ်ကိုရဲ့အုံနောက်ဆွမ်းဆောင်ရည်ကိုရဲ့လှုပ်နိုင်ဆွမ်းတွေကိုရဲ့အဆွမ်းတက်တည်တွေနဲ့စနေအောင်မယ်ဆိုရင်လှုပ်နေအောင်မယ်ဥဆောင်နေအောင်မယ်ဆိုရင်တော့တဲ့အဲ့ဒါအတင်းတော်ရဲ့အပြင်ဘက်ကလူဖြစ်နေတာပေါ့နော်ဆိုတော့ခရစ်တော်မှအပကျွန်တော်တို့နဲ့ရှိသည့်အခြားသောအရာများဒီအတင်းတော်မဟုတ်ပဲစာတည်တာဖြစ်ခရစ်တော်အားဖြစ်ပဲကျမတို့ကအတင်းတော်ဆိုတာဖြစ်နိုင်တယ်ခရစ်တော်အားဖြစ်ပဲကျမတို့ကဒီအမှုတော်ဆောင်ခြင်းထဲမှာအတင်းတော်ရရှိရက်တည်နိုင်ဖို့ကခရစ်တော်အားဖြစ်ပဲဖြစ်တယ်တကယ်လို့ခရစ်တော်ကနေပြီးတော့မဟုတ်ဖ ೇನೆ ကျမတို့ရဲ့ဇာတိစိတ်နဲ့ဥဆောင်နေမယ်ဆိုရင်အတင်းတော်မဟုတ်ဘူးတဲ့ဒါကဇာတိပဲဖြစ်တယ်ကျွန်တော်တို့ဒီအခြားသောအရာများအတင်းတော်မဟုတ်ဇာတိတာဖြစ်တယ်ကျွန်တော်တို့ဇာနာအတိုင်းလှုပ်ဆောင်ကြမယ်ဆိုတော့ခင်ဖျားကြီးအလုပ်ကိုလုပ်နေခြင်းမဟုတ်ဘူးတဲ့ကျွန်တော်တို့ဒီမြည်တိအခြေခံနဲ့မြည်တိအရင်းမြတ်မှသခင်ဖျားကြီးအစေကိုအစေကိုခံနေကြတဲ့နီးဝိညာဉ်ရေးအတ္တကိုရှောင်လဲနေကြတဲ့နီးဟူ၍မိမိကိုမြင်မြင်တင်ပါသည်တဲ့အဲ့တော့ခရိယန်လို့တော့ပြောနေတယ်ယုံကြည်သူလို့တော့ပြောနေတယ်ဒါပေမဲ့ကိုယ့်ရဲ့ဆန္ဒတိုင်းသွားနေသေးတယ်ဆိုလို့ရှိရင်တင်ကဘုရားရဲ့လုပ်ကိုလုပ်နေတဲ့သူဟုတ်ရဲ့လားလို့မေးရမှာဖြစ်တယ်တဲ့အဲ့လိုပဲတဲ့ဟုတ်တယ်လေငါကတော့ဒီနေ့တော့ဆူတောင်းခဲ့တယ်ဒါပေမဲ့အဲ့ဒီဆူတောင်းတယ်ဆိုတာကဟုတ်ချင်မှလည်းဟုတ်မှလေနော်မူတာပြောတာလည်းဖြစ်နိုင်တယ်အဲ့လိုမျိုးလူတွေထင်ကြီးခံရအောင်ကိုယ့်ရဲ့ဆန္ဒကိုကောင်းဖို့ကိုယ့်ရဲ့ပုံကိုယ့်ရဲ့ကိုယ်ရည်ကိုယ်သွေးကိုဖော်ညွှန်းပြီးတော့မူတာပြောခြင်းတွေအရာတွေဖော်ညွှန်းတဲ့အရာတွေကိုလုပ်နေမှာဆိုတင်းရဲ့ဝိညာဉ်ရေးအတ္တကဘလို့ရှောက်လန်းနေတာလဲနင့်ကိုနေမဲ့ဥဆောင်နေတာလားခရစ်တော်ကနင့်ကိုဥဆောင်နေတာလားဆိုတော့ကိုပြန်မေးဖို့လိုတယ်ဆိုတဲ့အရာလေးပေါ့နော်အရာခတ်သိမ်းနေခရစ်တော်ပေါ်၌အခြေပြုထားကြသလားဒါမှမဟုတ်မိပေါ်၌တာအခြေပြုနေကြသလားတဲ့ခရစ်တော်အားဖြင့်အရာခတ်သိမ်းပြုလုပ်သည်ဆိုပါကကျွန်တော်တို့ဒီသခင်ဖရာသခင်ဤဒီရချက်ကိုပြည့်စုံနိုင်ဖြစ်သေးတယ်ဆိုတော့အရာခတ်သိမ်းကိုခရစ်တော်အပေါ်၌အခြေခံအားဖြင့်အရာခတ်သိမ်းကိုပြုလုပ်မည်ဆိုပါကအရာခတ်သိမ်းတွင်ခရစ်တော်ပေါ်၌အခြေပြုထားသလားဒါမှမဟုတ်မိပေါ်၌တာအခြေပြုထားသလားခရစ်တော်အားဖြင့်အရာခတ်သိမ်းပြုလုပ်သည်ဆိုပါကကျွန်တော်ဒီဘုရားသခင်ကြီးဂေရွယ်ချက်ကိုပြဆောင်ခရစ်တော်အားဖြင့်ဘာလို့ခရစ်တော်ကိုဥဆောင်ခွင့်ပေးဘုရားကိုဒီလမ်းပြခွင့်ပေးဖះကိုရှင်ခွင့်ပေးမယ်ဆိုလို့ရှိရင်ဖះသခင်ရည်ရွယ်ချက်ကကျမတို့အသင်းတော်မှာရှိနေတဲ့ဖះသခင်ရည်ရွယ်ချက်ကပို့ပြီးပြည့်စုံလာမှာပေါ့နော်ဖះကလူကိုတဲ့အောက်မှာဆိုရင်သူရတယ်ကျွန်တော်တို့အဖြစ်ပြလို့မီဆိုတော့အချို့ကိုဒါပြင်းရောက်နိုင်တော့၎င်းဒီမြေကြီးရတာဖြစ်နိုင်တယ်ဖះသခင်ထာဝရရည်ရွယ်ချက်ရည်မှန်းချက်ကိုပြည့်စုံနိုင်ပြီမဟုတ်ပေတဲ့တကယ်တော့ဖះခရစ်တော်အားဖြင့်အရာခတ်သိမ်းကိုပြုလုပ်မယ်ဆိုလို့ရှိရင်တော့တဲ့ကျမတို့ကဖះရဲ့ရွယ်ချက်ကိုပြည့်စုံတော့သူတွေဖြစ်မဲ့ဖះရဲ့ရွယ်ချက်ပန်းနိုင်ကိုပြောင်မြောက်စေမယ်ရောက်ရှိစေမယ်အသင်းတော်အောင်မြင်တဲ့အသင်းတော်ဘုရားသခင်ဝိညာဉ်တော်နဲ့ပြည့်တဲ့အသင်းတော်ဆိုတာကိုရောက်ရှိနိုင်မှာဖြစ်တယ်ဒါပေမဲ့ကိုဒီရဲ့တက်ချင်းလူတူတယောက်ကောင်းခြင်းဒီငါတို့အဖွဲ့အစည်းကောင်းခြင်းကိုရီရဲ့ဥပမာရှိရမြန်မာပြည်မှာဆိုရင်လေဗာလဲတချို့အတင်းသားတွေဆိုလို့ရှိရင်စံရမ်းချမ်းသာတဲ့ခါကျတော့သူတို့ကဒီအတင်းတော်ထဲမှာဆိုလို့ရှိရင်အများကြီးပေါ့အတင်းတော်အတွက်လိုအပ်သမျှသူတို့တွေကလူတယ်ပါဝင်တယ်ဆိုနောက်ပိုင်းကျတော့ပါဝင်ခြင်းရဲ့နောက်ကွယ်မှာဘာဖြစ်လာဆိုသူတို့ကပါဝါတွေပါလာတယ်ပါဝါဆိုတော့သူတို့ကငါတို့ပေးထားတာအများကြီးရှိတဲ့အတွက်ငါတို့နေရာကောင်းပေးရမယ်ဥပမာတင်းဟုတ်ဆရာဆိုလို့ရှိရင်လည်းဒါကလမ်းလွဲနေမှတည်တယ်သို့ပေမဲ့သူဒီလိုမျိုးပေါ့ခရစ်တော်ရဲ့အထောက်ပံ့ခြင်းအဖြစ်အသင်းတော်ကယေရှုရဲ့တည်နိုင်တယ်ဆိုတာကိုသူ
သူကတည့်ရတာနဲ့ဒါပေမဲ့သူတို့ကဘယ်မှာသွားအားကိုးလဲဆိုလူသွားအားကိုးတဲ့အခါမှာဘာတွေဖြစ်လာလဲဆိုတော့အတင်းတော်ထဲမှာကွဲပြားခြင်းတွေဖြစ်လာတယ်တယောက်နဲ့တယောက်နေရာပေးတာတွေဖြစ်လာတဲ့အခါခရစ်တော်ကိုနေရာပေးတာမဟုတ်ဘဲနဲ့အဲ့ဒီလူတွေအများကြီးလှူတဲ့သူကိုသွားပြီးနေရာပေးမိတယ်လို့ဖြစ်သွားတယ်ခရစ်တော်ရဲ့နေရာအဲ့လိုအချိန်မှာအတင်းတော်တွေအများကြီးပြိုကွဲတာတွေရှိတယ်ပေါ့နော်ဆိုကြာဆင်းသွားတဲ့အတင်းတော်တွေလည်းရှိတယ်ပေါ့ဒီຢာလေးကိုကျွန်မနားလေရတယ်ဒါကြောင့်မလို့ဖခင်ရဲ့ရွယ်ချက်ကအဲ့လိုမဟုတ်ပါဘူးတဲ့ဖခင်ရဲ့ရွယ်ချက်ကအသင်းတော်မှာခရစ်တော်ကဥကောင်းဖြစ်တယ်ဘာလို့ဆိုအေဖက်9ထဲမှာလည်းပဲပြောထားတယ်22ကနေပြီးတော့စဖတ်မယ်ဆိုရင်တောက်လျှောက်မှာပေါ့နော်ခရစ်တော်ကအသင်းတော်ကိုချစ်တဲ့တကယ်တော့တဲ့မိမိရဲ့ခင်မွန်းကိုလည်းဇနီးတဲ့ချစ်ရမယ်ဇနီးတဲ့ကိုလည်းခင်မွန်းကချစ်ရမယ်အဲ့လိုပဲတဲ့ခရစ်တော်ပေါ့နော်အာခရစ်တော်ကတဲ့ဥကောင်းဖြစ်တော်မူတကယ်တော့အကြောင်းမူကားခရစ်တော်ဒီအသင်းတော်ကြီးအပေါ်မှာဥကောင်းဖြစ်တော်မူတကယ်တော့ယောက်ျားဒီမိမိခင်မွန်းအကောင်းအပေါ်မှာကောင်းဖြစ်ရမည်တဲ့ခရစ်တော်ဒီလည်းမိမိကိုယ်ကိုကယ်တင်တော်သူဖြစ်တော်မူ၏အသင်းတော်ဒီခရစ်တော်ဤအုပ်ဆိုးတော်မူခြင်းကိုဝန်ခံတကယ်တော့တဲ့မိမတို့ဒီလည်းကိုခင်မွေးအုပ်စိုးခြင်းကိုခံရမယ်လို့ပြောထားတယ်ပေါ့နော်အဲ့လိုပဲခရစ်တော်ရဲ့အုပ်စိုးခြင်းထဲမှာကျမတို့ရှိမှသာယုံကြည်သူသားသမီးတွေတယောက်ချင်းစီရှိမှသာအောင်မြင်တဲ့အသင်းတော်ရေရှည်ရက်တည်နိုင်တဲ့အသင်းတော်အောင်မြင်ခြင်းနဲ့ဒီဖျားသခင်ရဲ့ပုံတော်ကိုတိုင်းထင်ရှားစေမယ့်အသင်းတော်လို့ဖျားသခင်ရွေထားတဲ့ပေါ့နော်ရွေထားတဲ့ရည်မှန်းချက်ပြည့်တဲ့အသင်းတော်တစ်ခုဆိုတာဖြစ်လာမှာပေါ့နော်ဖျားသခင်ရဲ့ထာဝရရည်မှန်းချက်မှာလူတဦးကိုရရှိရန်ဖြစ်သည်ဤလူဒီခရစ်တော်မှာထွက်လာသောအသင်းတော်ပင်ဖြစ်သည်တဲ့အသင်းတော်ဆိုဒီမှာခရစ်ယာန်အချို့သည်တခြားသောခရစ်ယာန်အချို့နဲ့အတူတူပေါင်းဖော်ချခြင်းကိုခေါ်ဆိုခြင်းမဟုတ်ပါဘူးတဲ့ခရစ်ယာန်ချင်းပေါင်းဖော်တာကိုတဲ့အသင်းတော်လို့ခေါ်တာမဟုတ်ဘူးတဲ့လူများသည်ခရစ်တော်ဖြစ်သည့်ဒူညီသောအသက်တာကိုရရှိနေသောကြောင့်သာအသင်းတော်ဖြစ်သည်တဲ့တင်ဒီခရစ်တော်၏ဝေစုအဖို့တဖို့ကိုရရှိထားပြီးအခြားသောသူသည်လည်းခရစ်တော်၏ဝေစုတစုကိုရရှိကတယောက်စီတိုင်းသည်ခရစ်တော်၏တပိုးစီကိုရရှိကြသည်ဤခရစ်တော်၏အဖို့များကိုအတူတူထားသောအခါအသင်းတော်ဖြစ်လာသည်တဲ့ဆိုလိုတာကကျမတို့ကခရိယန်ဖြစ်လို့ခရိယန်တွေအများကြီးလာပြီးစုဝေးပြီးတော့ဝပြုကြလို့အသင်းတော်ဖြစ်လာတာကိုဆိုလိုခြင်းမဟုတ်အဲ့ဒီရဲ့ဒီကျမတယောက်ထဲမှာရှိတယ်ကျမအထဲမှာရှိတဲ့ခရစ်တော်ဒီထဲမှာရှိတဲ့ဒီမှာစားသုံးနေကြတဲ့အင်္ဂါဝင်တယောက်ချင်းစီတိုင်းရဲ့အထဲမှာရှိတဲ့ခရစ်တော်ကျမတို့စားသုံးထားတဲ့တစ်ဖက်စားသုံးထားတဲ့မုတ်ဖြစ်တဲ့အသက်ဖြစ်တဲ့ခရစ်တော်အဲ့ဒီရဲ့အဲ့ဒီရဲ့လူတွေအားလုံးစုဝေးပြီးတော့ရှိနေတဲ့အရာကိုခရစ်တော်ရဲ့အသင်းတော်ဖြစ်တဲ့ခရစ်တော်၏အဖို့များကိုအတူထားတော့ကအသင်းတော်ဖြစ်လာသည်တဲ့ဝေစုတစ်ခုချင်းစီလေးတွေပေါင်းလိုက်တဲ့အခါမှာမုတ်တလုံးတဝရဲဖြစ်တယ်ဆိုတဲ့အရာလိုပဲပေါ့နော်ကျမတို့ခရစ်တော်ဒီအသင်းတော်ထဲမှာရှိတဲ့သူတွေဆိုတာကအသင်းတော်ဆိုတာကကျမတို့ယုံကြည်သူခရစ်ယာန်တွေထဲမှာရှိတဲ့ခရစ်တော်တယောက်ချင်းစီအားလုံးစုဝေးလိုက်တဲ့အခါမှာအသင်းတော်ဖြစ်လာခရစ်တော်ဥဆောင်နေတဲ့အသင်းတော်ခရစ်တော်အားဖြင့်အရာခတ်သိမ်းကိုတက်ဆွမ်းနိုင်တဲ့ခရစ်တော်အားဖြင့်ကျမတို့အောင်မြင်တဲ့အသင်းတော်ခရစ်တော်အားဖြင့်ဖယားရဲ့ရွေချက်ပန်းတိုင်ကိုပြည့်စုံမဲ့အသင်းတော်ဖယားသခင်ကိုပျော်ရွှင်စေမဲ့အသင်းတော်ဝမ်းမြောက်စေမဲ့အသင်းတော်တွေဖြစ်လာမဲ့ဖယားသခင်ကိုစိတ်ဆိုးစေမဲ့ဖယားသခင်ကိုဒေါသထွက်စေမဲ့အသင်းတော်တွေမဟုတ်ဘဲနဲ့ခရစ်တော်အားဖြင့်ဖခင်မဲတော်ဖြစ်တဲ့တမတော်ရဲ့ဖန်ဆင်းရှင်ဘုရားသခင်ဝမ်းမြောက်စေမဲ့အသင်းတော်ဖြစ်မယ်ဆိုတာကိုကျွန်မနားလေရတယ်ဆိုတဲ့အရာလေးနဲ့ဒီနေ့အတွက်စီစဉ်ပါတယ်လို့